စုံနဲ့အသေးကင်ဆာဝေဒနာကိုနောက်ဆုံးအချိန်ထိကြံ့ကြံ့ခံရင်ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ရတဲ့အဆိုတော်ကြီးဦးကိုင်စာမြမဂီတလောကအတွက်တန်မိုးမဖြတ်နိုင်သလိုပရိသတ်တွေရဲ့အချစ်ကိုနှစ်ပေါင်းများစွာရရှိထားခဲ့တဲ့ကဏ္ဍဝင်တေးသံရှင်ကြီးဦးကိုင်စာဟာသူချစ်ရတဲ့သူတွေကိုထားခဲ့ပြီးဘဝတစ်ပါးစီကိုကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်ချစ်ခင်ရင်းနှီးသူတွေဟာကိုညီလို့ခေါ်ကြတဲ့ဦးကိုင်စာဟာဩဂတ်စ်လ22ရက်နေ့ညပိုင်းမှာကွယ်လွန်သွားခဲ့ကြောင်းသိရှိရပါတယ်သူကွယ်လွန်သွားတဲ့တဲ့ရင်ဟာဂီတလောကတစ်ခုလုံးအတွက်သာမကသူ့ရဲ့သချင်းတွေနဲ့အတူကြီးပြင်းလာခဲ့ကြတဲ့ပရိသတ်တွေအတွက်ပါရုတ်တရက်လက်မခံနိုင်လောက်အောင်ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။အထူးသဖြင့်သူ့ရဲ့အတန်သူ့ရဲ့သချင်းတွေနဲ့သူ့ရဲ့ကိုယ်ပိုင်ဂီတဟန်တွေဟာမြမဂီတသမိုင်းထဲမှာအမှတ်အသားတစ်ခုဖြစ်ကျန်ရစ်နေတော့မှာပဲဖြစ်ပါတယ်။1962ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာမွေးဖွားခဲ့တဲ့ဦးကိုင်စာဟာငယ်စဉ်ကတည်းကဂီတအနုပညာနဲ့နှီးစပ်ခဲ့ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့လူသိများတဲ့တေးရေးဆရာတေးသံရှင်နဲ့ဂီတပညာရှင်တဦးဖြစ်ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။အထူးသဖြင့်1980ပြည့်လွန်နှစ်တွေကနေ1980ပြည့်လွန်နှစ်တွေအတွင်းကိုင်စာရဲ့အနုပညာလှုပ်ရှားမှုတွေဟာအလွန်အောင်မြင်ခဲ့ပြီးပရိသတ်တွေရဲ့ရင်ထဲမှာသူ့ရဲ့နာမည်ကိုအခိုင်အမာရေးထိုးနိုင်ခဲ့ပါတယ်။သူ့ရဲ့ထူးခြားချက်ကတခြားသူတွေရဲ့သချင်းတွေကိုသာတီးဆိုတဲ့အဆိုတော်တဦးမဟုတ်ပဲကိုပိုင်တန်စင်ကိုပိုင်ဖန်တီးမှုတွေနဲ့ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ကိုင်စာရဲ့သချင်းတွေထဲမှာပရိသတ်တွေကြားယနေ့အချိန်ထိလူသိများနေစေဖြစ်တဲ့သချင်းတွေအများအပြားရှိပါတယ်။ဂီတာနဲ့တီးလိုက်စံသချင်းရှင်ကိုတနာပါချမ်းလဲချမ်းနဲ့လွမ်းလဲလွမ်းနဲ့တခုသောမိုးဥရူဤတနေ့သ၌စိတ်ကူးရင်မင်းသားတူနကိုတိုင်းပြည်မနိုးပါစေနဲ့မိုးရဲ့စတဲ့သချင်းတွေဟာကိုင်စာဆိုတဲ့အမည်နဲ့အတူပရိသတ်တွေရဲ့မှတ်ဉာဏ်ထဲမှာကြံ့ရစ်နေခဲ့တဲ့သချင်းတွေဖြစ်ပါတယ်။တချို့သချင်းတွေကလူငယ်ဘဝကိုပြန်ပြီးသတိရစေသလိုတချို့သချင်းတွေကအချစ်နဲ့အလွမ်းတွေကိုပြန်လည်ခံစားရစေပါတယ်။ဒါကြောင့်ပဲဦးကိုင်စာရဲ့သချင်းတွေဟာသချင်းတစ်ပုဒ်ထက်ပိုပြီးပရိသတ်တွေရဲ့ဘဝအမှတ်တရတွေနဲ့ဆက်နွယ်နေခဲ့တာဖြစ်ပါတယ်။မှတ်တမ်းတွေအရကိုင်စာဟာတကိုယ်တော်တေးအယ်ဘမ်20ကျော်နဲ့သချင်းပေါင်း200ကျော်ကိုတီးဆိုထွက်ရှိခဲ့သူဖြစ်ပါတယ်။ဒါအပြင်မေဆွီမေခလာတို့လိုနာမည်ကျော်အမျိုးသမီးတေးသံရှင်တွေနဲ့လည်းစုံတွဲသချင်းတွေတီးဆိုခဲ့ပြီးအဲ့ဒီသချင်းတွေကလည်းပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ကိုင်စာဟာမြန်မာဂီတလောကထဲမှာအောင်မြင်မှုတွေကိုတစ်ခုပြီးတစ်ခုရယူနိုင်ခဲ့ပြီးနောက်ပိုင်းမျိုးဆက်တွေအတွက်ပါလွှမ်းမိုးမှုရှိခဲ့တဲ့ဂီတပညာရှင်တူဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေကြော်ကြားမှုတွေရဲ့နောက်ွယ်မှာတော့ဦးကိုင်စာရဲ့ဘဝဟာလူတွေထင်ထားသလိုမလွယ်ကူခဲ့ပါဘူး။အသက်အရွယ်ရလာတာနဲ့အမျှကျန်းမာရေးပြဿနာတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဦးကိုင်စာဟာအဆုတ်နဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေအပြင်အသေးကင်ဆာကိုပါခံစားနေရသူတူဖြစ်ခဲ့ပြီးဆေးကုသမှုတွေကိုလည်းခံယူနေရသူဖြစ်ပါတယ်။အထူးသဖြင့်အသေးကင်ဆာအတွက်နိုင်ငံခြားမှာဆေးကုသမှုခံယူခဲ့ရတဲ့အချိန်တွေရှိခဲ့သလိုကျန်းမာရေးအခြေအနေကိုလည်းအမြဲတမ်းဂရုစိုက်နေရသူဖြစ်ခဲ့ပါတယ်။သူနဲ့ဝမ်ခွဲညမနီးစပ်သူစာရေးဆရာမမတ်သင်းသင်းတာရဲ့ပြောပြချက်တွေအရဦးကိုင်စာဟာငကိုကလေးကကျမ်းမာရေးအခြေအနေတိတ်မကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဖုန်းပြောရင်းနဲ့တော့အလွယ်တကူမောပန်းလာတတ်ပြီးအတန်တွေကလည်းတုံနေတတ်တယ်လို့သိရပါတယ်။အချိန်ကြာကြာဖုန်းပြောနိုင်မှုတော့ခဏခဏနားနေရတဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေအထိတော့ဦးကိုင်စာဟာအနုပညာကိုချစ်မြတ်နိုးတဲ့စိတ်ကိုမစွန့်လွတ်ခဲ့ပါဘူး။သူနဲ့ရင်းနှီးတဲ့အနုပညာရှင်တွေအကြားမှာလည်းသချင်းတွေအတူတူဆိုဖို့အမှတ်တရတွေဖန်တီးဖို့ပြောဆိုမှုတွေရှိနေခဲ့ပါတယ်။အဆိုတော်ကော်နီကလည်းကိုင်စာနဲ့အတူသချင်းတွေအတူဆိုမဲလို့ပြောခဲ့ကြောင်းဒါပေမဲ့အဲ့ဒီစကားတွေမပြည့်မီခင်မှာပဲဦးကိုင်စာဟာဘဝတစ်ပါးစီကိုထွက်ခွာသွားခဲ့ရတာကြောင့်ဝမ်းနည်းရကြောင်းပြောပြလာခဲ့ပါတယ်။ဒါဟာအနုပညာရှင်တယောက်ရဲ့နောက်ဆုံးခရီးမှာသူ့ရဲ့ဂီတမိတ်ဆွေတွေဘယ်လောက်ထိခံစားနေရတယ်ဆိုတာကိုဖော်ပြနေတဲ့အမှတ်တရတစ်ခုလည်းဖြစ်ပါတယ်။အဆိုတော်ကော်နီကဦးကိုင်စာချစ်မြတ်နိုးတဲ့သချင်းတွေနဲ့အတူကောင်းရာဘုံဘဝမှာငြိမ်းချမ်းပါစေလို့လည်းဝမ်းနည်းစွာဆုတောင်းပေးခဲ့ပါတယ်။အလားတူအဆိုတော်မေခလာကလည်းဦးကိုင်စာနဲ့အတူတီးဆိုခဲ့တဲ့အမတ်တရပုံရိပ်တွေကိုမျှဝေပြီးဝမ်းနည်းစွာဆုတောင်းခဲ့ပါတယ်။ဒီပွဲလေးဟာကျမတို့တငယ်ချင်း၃ယောက်နောက်ဆုံးအတူတူဆိုရမယ့်ပွဲလို့ဘယ်သူထင်ကြမလဲနော်ဆိုတော့မေခလာရဲ့စကားဟာကိုင်စာရဲ့နောက်ဆုံးခရီးနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ရင်ထဲကိုအထီးရောက်ဆုံးရောက်ရှိခဲ့တဲ့စကားတစ်ခုဖြစ်ခဲ့ပါတယ်။တခါတလေလူတွေဟာနောက်ဆုံးအကြိမ်ဆိုတာကိုမသိကြပါဘူး။နောက်ဆုံးအကြိမ်အတူတူသချင်းဆိုခဲ့တာနောက်ဆုံးအကြိမ်အတူတူထိုင်ခဲ့တာနောက်ဆုံးအကြိမ်ဖုန်းပြောခဲ့တာတွေကိုအဲ့ဒီအချိန်မှာတော့တာမန်နေ့တစ်နေ့လိုပဲထင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အချိန်တစ်ခုရောက်လာတဲ့အခါအဲ့ဒီနေ့တွေဟာပြန်မရနိုင်တော့တဲ့အမှတ်တရတွေဖြစ်သွားတတ်ပါတယ်။ကိုင်စာရဲ့နောက်ဆုံးနေ့တွေဟာလည်းဒီလိုပဲဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ကျန်းမာရေးအခြေအနေဟာတဖြည်းဖြည်းပိုမိုဆိုးရွားလာခဲ့ပြီးနောက်ဆုံးမှာတော့အရေးပေါ်အခြေအနေနဲ့ ICU မှာကုသမှုခံယူနေစဉ်မနေ့ညမှာပဲဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ရတာဖြစ်ပါတယ်။သူ့ကိုချစ်တဲ့ပရိသတ်တွေသူနဲ့အတူတူအနုပညာခရီးကိုရှောက်လန်းခဲ့ကြတဲ့အနုပညာရှင်မိတ်ဆွေတွေသူ့ရဲ့သချင်းတွေနဲ့အတူဘဝရဲ့အချိန်တွေကိုဖျက်ဆီးခဲ့ကြသူတွေအားလုံးကဒီကနေ့မှာသူ့ကိုဝမ်းနည်းစွာနှုတ်ဆက်နေကြပါတယ်။အခုလိုမျိုးဂီတဂန္ဓဝင်အဆိုတော်ကြီးအခုလိုကွယ်လွန်သွားခဲ့ရတဲ့ဖြစ်ရပ်အပေါ်ပရိသတ်ကြီးတို့ကရောယူကျုံမရဖြစ်ပြီးနှမျောဝမ်းနည်းနေရပြီလားဆိုတာပြောပြခဲ့ကြပါဦးနော်။